အားလုံးပဲမင်္ဂလာပါရှင်အခရာနေ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဖျက်ပြပေးသွားမယ့်ဝတ္ထုလေးကတော့လူကြောက်ကလေးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ဝတ္ထုလေးမစခင်မှာ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးဖို့တောင်းဆိုပါရစေရှင်လွန်ခဲ့သောအနှစ်90ခန့်ဝန်းကျင်ကဖြစ်သည်ကျမတို့ကြီးမြင့်နိုင်မြို့နယ်လေးမှာနေစဉ်ကာလဖြစ်ပါသည်ကျမတို့လမ်း၏အနောက်ဘက်လမ်းစုံလမ်းထိပ်တွင်ဦးလာမြင့်ဒေါ်တင်ရွှေဇနီးမောင်နှံတဦးအိမ်ငှားနေပါသည်ဦးလာမြင့်သည်အင်းစိန်လမ်းမကြီးရှိသမိုင်းချီမြင့်နှင့်အထက်ဆက်ယုံလုပ်သားဖြစ်ပါသည်ဒေါ်တင်ရွှေသည်အရက်ဝမ်းဆွဲတဲ့အလုပ်အပြင်ဟင်းသီးဟင်းရွက်များဈေးပန်းပေါ်တင်၍ရက်ကွက်အတွင်းလှည့်လည်ရောင်းချတတ်ပါသည်ဦးလာမြင့်ကအေယာဝတီသားဒေါ်တင်ရွှေကအထက်အညာသူညီတို့ဆုံ၍ဖူးစာဖတ်သည်တော့မသိပါဦးလာမြင့်ရုပ်ရည်ကမျက်လုံးဖန်ကောင်းကောင်းနှာတံပေါ်ပေါ်အသားဖြူဖြူအရက်မြင့်မြင့်ဒေါ်တင်ရွှေမှာအသားညိုညိုမျက်လုံးမီးမီးမျက်နှာဝိုင်းဝိုင်းအရက်ပူပူသို့တော့လင်မယားရင်ဖြစ်တဲ့မကြရနေထိုင်အေးဆေးသည်ဘာသာတရားကိုင်ရှိုက်သည်ကျမတို့အဖိုးနှင့်အဖွားအိမ်ကတလန်းလုံးသို့ရေလူရန်အုတ်ရေကန်ကြီးလှုပ်ထားသဖြင့်လမ်းထဲကရောလမ်းနောက်ဘက်ကရောရေဝယ်မတုံးကြရရေလာခတ်သဖြင့်အားလုံးနဲ့ရင်းနှီးနေသည်တနေ့မှာဒေါ်တင်ရွှေတယောက်ရေလာခတ်ရင်အဖိုးနှင့်အဖွားတန်းစကားပြောစရာရှိသဖြင့်အိမ်ပေါ်တက်လာသည်ကျမကလည်းလူကြီးများစကားပြောလျင်စိတ်ဝင်စားသဖြင့်ထိုင်ကနားထောင်တက်လေသည်ဒေါ်ညွန့်ရင်ကျမအိမ်မက်တစ်ခုမှတာထူးခြားနေလို့ကလားလူမျိုးအိမ်မှာကလေးသွားမွေးပြီးတာမွေးပြီးချင်းအဲ့ဒီကလေးလေးကသူ့မိဘနဲ့မနေပဲကျမနဲ့နေချင်းနဲ့ဆိုပြီးအတင်းလိုက်လာတယ်ကျမကကိုမိဘနဲ့ကိုနေပါလားကလေးရဲ့လို့ပြောတော့ဝမ်းနဲ့ပက်လက်နဲ့ငိုယိုပြီးသူ့ကိုမွေးတဲ့မိဘကတန်မိုးမထားလို့ပြီးရင်သူ့ကိုတက်ပစ်ကြမှာလို့ဝမ်းပန်းတနဲ့ငိုနေတာနဲ့ကျမလည်းခေါ်လာခဲ့တယ်တဲ့အဲ့ဒီအိမ်မိန်နမိတ်ကိုများဒေါ်ညွန့်သိလေမလားလို့ဒေါ်တင်ရွှေကြီးစကားအဆုံးမှာအဖိုးနဲ့အဖွားကဟဟပပရီမောကြပြီးမှအဲ့ဒါနေအသက်ကြီးမှသားသမီးကံပေါ်မယ်နဲ့တူတယ်အေးနေကလေးရမယ်နမိတ်ပဲအဲ့ဒါလိုထင်ကြီးပြီးစကားဆိုပြီးမှဒေါ်တင်ရွှေကြီးကမျက်နှာမဲကကျမအသက်က90ကျော်လို့ဖွေးဆုံးနာပဲ3နှစ်ရှိပြီဘဲကလာကလေးရနိုင်မှလဲတော့ဟူ၍ပြောလေတော့သည်ဒါနဲ့များတင်ရွှေရဲ့နေ့ယောက်ျားတခြားတူဦးနဲ့ရလာရင်ကောစဉ်းစားလို့ရသမျှဝိုင်းစဉ်းစားပြီးပြောတော့လေဒေါ်တင်ရွှေခမသူ့ယောက်ျားအသက်ကြီးမှနောက်မိန်းမရပြီးကလေးမွေးလာမှကိုတွေးမိပြီးစိတ်ပူကထိုင်ငိုလေတော့သည်ထိုအိမ်မက်ကြောင်းပြောပြီးတပတ်ခန့်အကြာတွင်မွန်လွယ်ချိန်မှာဒေါ်တင်ရွှေတယောက်ဈေးပန်းကြီးရွက်ချွေးရွှဲရွှဲနှင့်ကျမတို့အိမ်ပေါ်သို့တက်လာပြီးဦးလေးအတော်ရီဟုအော်ခေါ်ကရေးကြီးတုတ်ဖြာပုံစံနှင့်ရောက်လာတော့သည်နင့်ဦးလေးအပြင်သွားတယ်ကျုပ်ပဲရှိတယ်တင်ရွှေရီဟုအဖွားကပြန်ထူရင်းအလက်နကြားရှိလိုက်တာဟဲ့ဟုစူပြောရတော့သည်အဖွားကိုမြင်တာနှင့်အတင်းလက်ကိုဖမ်းဆွဲကအတော်ရီဒီမှာပြစရာရှိလို့ဟုပြောပြီးဈေးပန်းကိုအသားအရာချကဈေးပန်းထဲမှပစိုးစာလေးနဲ့ပတ်ထားသောအရာတစ်ခုအားဖွင့်ပြလေတော့သည်လက်ဖွားတစ်ထွာခန့်လူပုံစံတိတိလေးထင်းကြောက်လိုညိုလေးဟဲ့နေ့ဟာဘာလုံးတင်ရွှေရဲ့ဟုအဖွားကလန့်သွားကမေးလိုက်သည်ဒေါ်တင်ရွှေခမမြည်သူမြမမေးလဲလွန်စွာပြောပြခြင်းပုံရကဒီလိုအတော်ရီဟု၍အစချီလေတော့သည်မနက်ကဈေးရောင်းထွက်ရင်းအနောက်ဘက်ရက်ကွက်အစွန်ကလမ်းအဆုံးရောက်တော့အိမ်တအိမ်ရှိအရောက်မှာကလားလူမျိုးတယောက်ရောက်လာပြီးဒီမှာဈေးတယ်ပြုတ်ဈေးတယ်အော်ခေါ်တန်ကြောင့်ကျမလှည့်ကြည့်တော့လက်ရက်ခေါ်တာနဲ့တွားလိုက်တယ်သူတို့အိမ်ရှိရောက်တော့ခမဝမ်းဆွဲတယ်လားတဲ့ဟုတ်ပါတယ်ဒါဆိုကျွန်တော်မိမဘိုက်နာနေလို့ကလေးမွေးကျင်တာလားမသိလို့ကြည်ပေးပါဗျာကျွန်တော်တို့ကဧည့်သည်တွေပါကလားရဲ့စကားအဆုံးမှာအိမ်ထဲလှမ်းကြည့်တော့လေစောင်ကာထားတဲ့အခန်းထဲမှာအော်ဟစ်ညီးညူတဲ့ကြားနေရတယ်ဒါနဲ့ကျမလည်းကြည့်မယ်လေမွေးလို့ရနိုင်မရနိုင်ပေါ့မရနိုင်ရင်တော့ဆေးရုံသွားဟုတ်ပြီနော်
တကယ်တမ်းမွေးဖွားဖို့လူကကျမနဲ့ကလားပဲရှိတော့လိုအပ်ရင်ဝိုင်းကူဖို့ပြောရတာပေါ့ဘိုက်အနေထားကကလေးဆက်မရဘူးဒါနဲ့ကျမလည်းဖျားစာရွတ်မယ်နော်လို့ခွင့်တောင်းရတယ်သူတို့ကဘာသာခြားဖြစ်နေတယ်လေသူတို့ကခွင့်ပြုပါတယ်ဘိုက်ထဲကနေအချင်းနိုင်အလုံးကြီးလုံးထွေးပြီးတော့ထွက်လာတယ်အချင်းနဲ့ရောပြီးဟောဒီလူသားငလက်မာလေးကိုမနှဲရှာဖွေကောက်ယူရတယ်ကျမတသက်ဒီလိုမွေးမှမမွေးပေးဘူးတာအံ့ဩလို့မဆုံးဘူးဒါလေးကိုမွေးတယ်ဆိုတော့ကလေးအမေကလည်းငိုယောက်ျားဖြစ်သူကလည်းမျက်နှာမကောင်းဒါနဲ့အချင်းမြုပ်ရင်းနဲ့ဒီကလေးကိုပါမြုပ်ပေးပါလို့တောင်းဆိုတယ်ကလေးမိဖွားကအပြင်ပတ်စံပေးခဲ့တယ်ဥဝဲလို့လူလောကလည်းရောက်လာတဲ့ကလေးမဟုတ်တော့ဒီလူအသေးလေးကိုအလုံးရှုပ်မခံချင်ဘူးပေါ့ဒါနဲ့အချင်းမြုပ်ရင်ထဲမြုပ်ဖို့ပဲဒါပေမဲ့ဒီငလက်မလေးကိုမြင်ပြီးမှတ်မြုပ်ရဘူးဒါနဲ့စေးကြောတက်စီမီခေါ်လာတာအဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲလို့ဦးလေးနဲ့အတော်ကိုလာတိုင်မင်းတာဒေါ်တင်ရွှေရဲ့စကားအဆုံးမှာငလက်မအရွယ်လူသားတေးသေးလေးပုံသဏ္ဍာန်ကိုကြည့်မိရာဦးကောင်းမျက်ခုံးမျက်လုံးနာရန်နှရွက်နှက်ခမ်းလေပင်ပခုံးလက်ရင်ဘတ်ဗိုက်ချေအကုန်ပါသည်အဖွားကမှန်ဘလူးအဝိုင်းလေးယူကတေးသေးချာချာကြည့်ပြီးဟဲ့ယောက်ျားလေးတင်ရွှေရေထိုကဲ့သို့ပြောဆိုနေချိန်မှာအပြင်ကပြန်ရောက်လာသောအဖိုးကဘာတွေအလုရှုပ်နေကြတာတော့အချိန်တွေအကဲခက်ရင်မေးသဖြင့်အကြောင်းဆုံးပြောပြပြီးအဖိုးကတေချာအောင်ကြည့်ရှုပြီးနောက်အဲ့ဒါလူကြောက်ကလေးမွေးတာဟဟုပြောပြသည်ဟင်ဒါဆိုဟိုတလောကမတ်တဲ့အိမ်မက်အရာကျမစီလိုက်လာခြင်းနဲ့ဆိုတာဒီကလေးပဲဖြစ်မယ်နော်ဒေါ်တင်ရွှေတယောက်အိမ်မက်၏အဖြစ်ရသွားတော့သည်အဖိုးကကောင်းကြီးပြပြီးနေနဲ့ထိုက်လို့နေမွေးရတာတေးသေးချာချာဂယုဆိုင်မွေးလုံလုံကြုံကြုံဆောက်ရှောက်ကြောင်စာကြွက်စာမမိစေနဲ့သူတို့ကအိမ်မက်ပေးပြီးကူညီဆောက်ရှောက်ကြတယ်ပြောတယ်နင်တို့နဲ့ပထန်းဆက်မှန်ရင်အကျိုးပေးမှာပေါ့ဟာအဖိုးရဲ့စကားအဆုံးမှာတော့ဒေါ်တင်ရွှေစဉ်းစားရင်ကိုလာမြင့်ကိုတော့နားလည်အောင်ပြောပြရမှာပဲသူလဲတည်မှာပါဟာဒီကလေးကို9ရက်ပြည့်ရင်ခေါင်းစင်းမင်္ဂလာပြုလုပ်ပေးစွန့်ကပ်လူပေးတာမန်လူသားမွေးဖွားလာရင်ပြုမှုဆောင်ရွက်တယ်လို့လောက်ကင်ပေးရတယ်ဟုတ်ကဲ့ပါဦးလေးရဲ့ဆောင်ရင်ရှောင်းရင်လိုအပ်တာသာပြောပါကျမလောက်ကင်ပေးပါမယ်ဒေါ်တင်ရွှေ၏မွေးစားသားလူကြောက်ကလေးထားရှိရန်အဖွား၏ငွေကြွေစုဂျပန်ပြည်လို့တစ်တာလေးထဲမှာဂဒီပါစားခင်း၍လက်ဆောင်ပေးလိုက်သည်တစ်တာအဖုံးလေးကိုလည်းဟထားအောင်သူတို့ရုပ်ခန္ဓာကဒီလိုဆိုပေမဲ့အသက်ခန္ဓာနာမ်ခန္ဓာရှိနေတယ်။နိုဘူးလေးအချိန်မှန်မှန်ထားပြီးသူ့အသက်အရွယ်အတိုင်းအနှီးအရာခေါင်းအုံချင်အောင်ပကတ်ပြင်ဆင်ထားပေးရတယ်။လမ်းညွှန်ပေးတာကျေးဇူးတင်ပါတယ်ဦးလေးရဲ့ကျမအားလဲကိုးပါတယ်။အေးပါကလေးကိုခေါင်းဆေးနဲ့ကင်မွန်းတက်မင်္ဂလာလုပ်ပေးဦးနော်။စိတ်ချပါကိုလာမြင့်ကိုအကျိုးအကြောင်းပြောပြီးလုပ်ပါမယ်။အေးသွားတော့လမ်းမှာနိုဘူးနို့မုတ်ဝယ်သွားအောင်ကံရကံရှင်ဒေါ်တင်ရွှေသာမကအဖိုးနှင့်အပွားလဲတန်ရောစင်နွယ်တော့သည်လူကြောက်ကလေးအိမ်မက်ပေးပြီဆိုတာနဲ့ဒေါ်တင်ရွှေအိမ်သို့ရောက်လာပြီးပြောပြတော့သည်လူကြောက်ကလေးရဲ့အမိကစိန်ရွှေမြေဟုပေးခဲ့သည်အဖေနဲ့အမေနာမည်ပါတော့ကြောင့်သဘောကျသည်ဟုဆိုသည်နေ့စဉ်ဈေးသွားရောက်နေလူကြောက်လေးပါလိုက်ရသည်ဝမ်းဆွဲမိဖွားကိစ္စဆိုလျင်တေးသေးချာချာမှားကြပြီးအိမ်မှာထားခဲ့ရသည်ဒီလိုနဲ့ကျောင်းနေအရွယ်ရောက်လာတော့ကျောင်းစာသင်ခြင်းတစ်ဖြစ်အခန်းထဲမှာစာရေးစာဖတ်အပြင်ဦးလာမြင့်ကဖျားဝတ်ပြူတိုင်းသူနှစ်ဘေးမှာအခင်းပိုတစ်ခုခင်းကသားရီအဖေနဲ့ဖျားအတူရှိခိုးရအောင်ဟုခေါ်ကတကယ်လူသားကလေးငယ်ကဲ့သို့ဂယုဆိုင်ရှာသည်ထိုအခါဦးလာမြင့်ကိုလည်းအိမ်မက်ပေးဆက်သွယ်လာတတ်သည်တနေ့မှာတော့အိမ်မက်နှင့်ဆက်သွယ်လာသည်အမေရဲ့ဈေးမရောက်မှနဲ့တော့ပင်မလှပါတယ်မင်းအဖေလာကနဲ့အိမ်ငါကအိမ်စရိတ်မလောက်ငါဘူးလေအမေဈေးရောက်မှဝင်ငွေအဆင်ပြေမှာပေါ့သားလောက်ကင်ကြွေးပါမယ်သားပြောပြတာနားထောင်ပါအခုဈေးရောက်အပြန်လန်းဆောင်ကဦးလူဝါထီဆိုင်မှာသားပြောတဲ့အခရာနဲ့နံပါတ်ရှာထိုးခဲ့ပြီးပါထီစုပေါရင်သားကိုရှင်းပြပေးပါနော်ဟုဂဒီတောင်းရှာသည်ဝမ်းမနာသားပေမဲ့အဖေနှင့်အမေကိုချစ်ရှာသဖြင့်ယုံကြည်စွာထီထိုးခဲ့သည်ထီဖွင့်တော့9000စုပေါက်သည်ထိုခေတ်က1000ဆိုလျင်အိမ်မြေကောင်းကောင်းရသဖြင့်ဘ
ဘယ်လန်းဘယ်နေရာတွင်သွားရှာပါဝယ်ပါဟုဆို၍တကယ်သွားရှာရာရောင်းမိအိမ်အသင့်ပင်တွေ့ရသဖြင့်ဝယ်လိုက်သည်အိမ်တက်စွန့်ကြွေးအလှလဲလုပ်သည်ရင်းနှီးသောဘုန်းကြီးကျောင်းမှာလျှောက်ထားတောင်းပန်ပြီးသားစိန်ရွှေမြင့်အားရှင်ပြုပေးကြသည်ဒီနေ့မှာဒေါ်တင်ရွှေ၏ညီမလင်မယားရောက်လာပြီးအုတ်သေးကြောက်လုပ်ငန်းဆက်တူလုပ်ရအောင်ဟုပြောလာသည်သူတို့သားစိန်ရွှေမြင့်နှင့်တိုင်မယာလောက်ခိုင်းသဖြင့်အုတ်သေးကြောက်လုပ်ကြသည်အစဉ်ပြေလာကအုတ်သေးကြောက်စရစ်ဆက်လျောကားများပါပိုင်လာသည်စီးပွားရေးဒီရေလာတိုးတက်လာခဲ့သည်ပေါထော်ပြည်သာယာဘက်မှာခြံဝန်းနှင့်တိုက်နှင့်နေနိုင်လာသည်ဖျားတကာကျောင်းတကာရေတွင်းတိုင်ရကရဟန်းတော်များ၏ပစ္စည်းလေးပါးတိုင်ရကအဖြစ်ခံယူနိုင်ခဲ့သည်စိန်ရွှေမြင့်အိမ်မက်ပေးသဖြင့်အသက်အရွယ်လိုက်အဝတ်အစားအသုံးအဆောင်ဝယ်ချမ်းထားပေးရသည်25နှစ်ကာလမှာတော့သူနေမကောင်းဖြစ်ကြောင်းသူ့ဘဝနောက်ဆုံးအချိန်ဆိုတာအသိပေးလာသည်ဒေါ်တင်ရွှေခမဒီသားလေးကိုတကယ့်လူသားပမာချစ်မြတ်နိုးရသည်မိဘကျေးဇူးတိတက်ရှာဖွေကျွေးမွေးခဲ့သည်အိမ်မက်မှာသာပွေ့ချီနှမ်းချူခွင့်ရပေမဲ့လူကြောက်ကလေးဟုပင်မသုံးလုံးမပြောရက်ခဲ့ပါသားဤပရိဒေဝတောကမီတောက်လောင်ခဲ့ရသဖြင့်မသေးမီအမေအားဖတ်ငိုပြီးအမေကျမ်းမာမှသူ့အတွက်ဘဝကူကောင်းအောင်ဆောင်ရွက်စေမှဖြစ်ကြောင်းနားချလေမှတတိပြန်ထားခဲ့ရသည်အခုတော့လဲစိန်ရွှေမြင့်ခွဲခွာတော်တာ25နှစ်နီးပါးရှိပါပြီဒေါ်တင်ရွှေတို့လည်းရှေ့စစ်နောက်စစ်ကွယ်လွန်ခဲ့ပါပြီလူကြောက်ကလေးစိန်ရွှေမြင့်အားကဲတင်ဆောက်ရှောက်ခဲ့သဖြင့်ဒေါ်တင်ရွှေတို့ဘဝအချိန်တွေပြောင်းကအိုဇာတာကောင်းခွင့်ခံစားသွားရတာတော့အမှန်ပင်ဖြစ်တော်သည်